ဟယ်လိုအားလုံးမင်္ဂလာပါဗျဆရာတော်အင်္ဂါဝဇာနဲ့ Diet ဆင်ပေးတင်ဆရာထည့်အောင်ရှိမှာဖြစ်ပါတယ်ဆရာဒီကပညာဒါနဗုဒ္ဓဖြင့်မျှဝေဗီဒီယိုဖိုင်လေးကဓာတ်တည်ရဲ့အကြောင်းပဲဖြစ်ပါတယ်ဓာတ်တည်ရဲ့အကြောင်းဆိုတာကဆရာတို့ခါတိုင်းရှင်းပြခဲ့တယ်လို့ပေါ့နော်support ဓာတ်တည်နဲ့ Diet တဲ့ဟိုမှာတူနိုင်လို့စားဖို့လိုရစေးဖို့တုံးဒါမျိုးဓာတ်တည်ရဲ့အကြောင်းမဟုတ်ပါဘူးဆရာတို့ဒီတစ်ခါရှင်းပြမယ်ဓာတ်တည်ရဲ့အကြောင်းကကျတော့ဆရာတို့လူတိုင်းသိပြီးတော့ပေါ့နော်မတိထားသေးတဲ့ဓာတ်ဒီကြောင့်အဲ့ဒါဘာလဲဆိုလို့ရှိရင်မိမိရဲ့မွေးဖွားခုနှစ်တက်ကလေးရဲ့အစွန်းလုံးပေါ့နော်အစွန်းလုံးဆရာဥပမာလေးရေးပြထားပါတယ်အစွန်းလုံးမှာ1980တို့1980တဲ့ဆိုပေါ့နော်ဥပမာအဲ့လိုမျိုးလေးရေးပြထားတယ်အဲ့ဒါမိမိမွေးဖွားရအင်္ဂလိပ်ခုနှစ်ပေါ့နော်အင်္ဂလိပ်ခုနှစ်ရဲ့နောက်ဆရာတို့အစွန်းပေါ့နောက်အစွန်း1တို့3ညတို့ပေါ့နော်1တို့3ညတို့စွန်းလို့ရှိရင်ဘာဓာတ်ပေါ့နှစ်တို့သုံးလို့ဆိုရင်ဘာဓာတ်ပေါ့နော်ဘာဓာတ်ဖွားပေါ့အဲ့ဒါလေးရှင်းပြဖြစ်ပါတယ်အဲ့လိုဘာဓာတ်ဖွားတီးပြီဆိုလို့ရှိရင်ဆရာတို့တွန်းနာတော်ကဆရာတို့ပြောပြတယ်ပေါ့နော်သူ့နိုင်လို့စအောင်ကိုလိုရစေးဖို့သုံးဆိုတဲ့ဓာတ်မျိုးနဲ့မဟုတ်ဘဲနဲ့အစစ်နိုင်တော့ဓာတ်တွေနဲ့ဓာတ်ဆင်လို့ရတယ်ပေါ့နော်ဥမာသူကတော့ရေဓာတ်ဖွားဖြစ်တယ်ရေဓာတ်ကိုဘာဓာတ်ကနိုင်တယ်ပေါ့နော်ဒါဆိုရင်ဘယ်ဓာတ်နဲ့ဓာတ်ဆင်လို့ရတယ်ဆိုတာလေးကိုပေါ့နော်အစစ်ဆရာတို့ဗီဒီယိုဖိုင်လေးတွေရိုက်ပြီးတော့မှအစင်းတွေရိုက်ပြီးတော့မှဆရာတို့ရှင်းပြတော့မှာဖြစ်ပါတယ်အခုကတော့ဆရာတို့ဗီဒီယိုဖိုင်ပေါ့နော်ဆရာတို့ဗီဒီယိုဖိုင်က5-6မိနစ်ထိကြော်ရင်တင်လို့မရတာကြောင့်မို့ဆရာတို့ဗီဒီယိုဖိုင်ပထမဆုံးဒါနံပါတ်1နေရိုက်ပြီးလို့ရှိရင်နောက်ထပ်ဗီဒီယိုဖိုင်တွေလည်းဆက်ပြီးတော့ဒါရှင်းပြတော့မှာဖြစ်ပါတယ်အဓိကကတော့ဒီဓာတ်နဲ့ပတ်သက်ပြီးတော့မှဘာသာပွားညာတာပွားအဲ့လိုနဲ့ပတ်သက်ပြီးတော့မှဆရာတို့အကုန်လုံးပေါ့နော်တည်ရဆိုဒီဗီဒီယိုဖိုင်နဲ့အစဆုံးထိအောင်နောက်ဗီဒီယိုဖိုင်တွေလည်းလိုက်ပြီးတော့ကြည်ပါလို့ဆရာအနေနဲ့မြတ်တိုင်ရက်ခံပါတယ်ဟုတ်ပြီဆရာတို့မိမိရဲ့မိုးဖွားတက်ကတဲ့ခုနှစ်ပေါ့နော်ခုနှစ်အင်္ဂလိပ်ခုနှစ်ရဲ့3ညရဲ့1ရဲ့စွန်းတယ်ဥပမာတော့နော်1980တို့1981ပေါ့နော်အဲ့ဒါ3ညစွန်းတယ်1စွန်းတယ်ပေါ့ဟိုမှာ2010တို့ဟိုမှာ2011တို့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်1စွန်းတယ်ပေါ့နော်အဲ့ဒါမျိုးဒါဆိုလို့ရှိရင်တော့အဲ့ဒီခုနှစ်တွေမှာမွေးဖွားတဲ့လူတွေကဆိုလို့ရှိရင်တော့ဆရာတို့3ညရဲ့1ရဲ့စွန်းတဲ့လူတွေကဆိုလို့ရှိရင်တတ္ထုနော်ဆရာတို့တတုဓာတ်နဲ့မွေးဖွားတဲ့လူဖြစ်ပါတယ်ဟိုမှာသူတို့ကကျတော့တတုဓာတ်ဖွားပေါ့နော်တတုဓာတ်ဖွားဖြစ်တယ်တတုဓာတ်ဖွားတွေရဲ့စိတ်ထားကဘယ်လိုရှိလဲဆိုလို့ရှိရင်ဆရာတို့သူတို့မာတီကြီးမာကြောတဲ့စိတ်ထားရှိတယ်ပြီးတော့ကိုအားကိုကူတယ်ဒီချစ်ချင်းမေတ္တာပေါ့နော်ဟိုပေါ့နော်ချိုတတာပြောတဲ့သူတွေချစ်ချင်းမေတ္တာအဲ့လိုမျိုးသူတို့ပေါ်မှာချိုရင်စစ်တန်တဲ့လူတွေပေါ်မှာတာယာတယ်ဒါပြီးတော့ချက်ချင်းမြတ်တာကိုသူတို့ကအဲ့လိုမျိုးတာယာတဲ့သူတွေကိုရှာဖွေလေးရှိတယ်ပေါ့နော်သူတို့လိုချင်ပြီပေါ့နော်သူတို့ကလိုချင်ပြီမှာအချက်ကိုပဲဖြစ်ဖြစ်ယာရုပဲဖြစ်ဖြစ်အာနာကိုပဲဖြစ်ဖြစ်ငွေကိုပဲဖြစ်ဖြစ်ပေါ့နော်စီးတင်ကိုပဲဖြစ်လိုချင်ပြီဆိုလို့ရှိရင်သူတို့ကမဖြစ်အောင်ပေါ့နော်မရအောင်ယူတတ်တဲ့သူတွေဖြစ်တယ်နောက်ဆိုပြောလို့ရှိရင်သူတို့ကဂုံမာနာတွေပေါ့နော်မင်မောကြတဲ့လူတွေလည်းဖြစ်တယ်ပေါ့နော်ဒါကတော့ဆရာတို့တတုတက်ဖွားလေးတွေပေါ့နော်တတုတက်ဖွားရဲ့အကြောင်းလေးတွေဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာဆရာတို့ဘာနဲ့ဘာဓာတ်ဖွားကဘယ်လိုဖြစ်တယ်ဘာဓာတ်ဖွားဘယ်လိုဖြစ်တယ်ဆိုတာလေးလည်းရှင်းပြသွားမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာဘယ်ဓာတ်ဖွားကိုဘာကနိုင်နေဘယ်ဓာတ်ဖွားကိုဘယ်လိုမျိုးဓာတ်စင်ဘယ်လိုမျိုးရတယ်ဆိုတာလေးလည်းရှင်းပြသွားမှာဖြစ်ပါတယ်ကိုယ့်ရဲ့ပေါ့နော်ဆရာကူပြောပြသွားတဲ့အချစ်လက်ကလေးတွေနဲ့ကိုကဘာသာဖွားဖြစ်နေတယ်တတုတက်ဖွားဖြစ်နေတယ်တိုက်ဆိုင်နေတယ်ဆိုရင်တိုက်ဆိုင်မှုလေးတွေရှိရင်မှတ်ကိုင်းတဲ့အကြောင်းကွန်မန့်မှာရေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်ဆုံကြမယ်နော်